သက်ကြီးလာတာနဲ့အများလေကိုယ့်ရဲ့အတွင်းဘက်ကစွမ်းအင်ဘက်ထရီအားကိုမြန်လာတယ်လို့မျိုးခံစားရဘူးလားမနက်ခင်းနေမှာလန်းလန်းဆန်းဆန်းမရှိတာညနေဆောင်ရင်အားပြတ်သွားတယ်လို့မျိုးပေါ့အများစုကတော့ဒါကိုအသက်အရွယ်ကြောင့်ဖြစ်တဲ့တာမန်ဖြစ်စဉ်လို့ပဲထင်ကြတယ်ဒါပေမဲ့တကယ်အဓိကတရားခံဟာကျွန်တော်တို့တိတ်တိမထားမိတဲ့ခန္ဓာကိုယ်ရဲ့တိတ်ဆိတ်တဲ့စိတ်ယုံကြောက်ကတ်တွေဖြစ်နိုင်တယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးကြည့်ကြရအောင်ဟုတ်ပါတယ်အဲ့ဒီတိတ်ဆိတ်တဲ့စိတ်ယုံဆိုတဲ့တင်စားချက်ကတိတ်မှန်ပါတယ်ဘာလို့လဲဆိုတော့ကြောက်ကတ်ကပြဿနာတော်တော်များများမဖြစ်မချင်းလေဘာလက္ခဏာမှတိတ်မပြတတ်လို့ပါရိုးရာတရုတ်ဆေးပညာတီဇီယမ်မှာဆိုရင်ကြောက်ကတ်ကိုအသက်ရဲ့အရင်းမြစ်လိုတော်တင်စားခေါ်ကြတယ်သူတို့ကခန္ဓာကိုယ်ရဲ့တက်ကြွမှုစွမ်းအင်ရဲ့ဗဟိုချက်ဖြစ်သတ်မှတ်ထားတာပါအသက်ရဲ့အရင်းမြစ်တူရုံလေးနဲ့ရှိုင်းတဲ့သုံးလုံးပဲဆိုတော့သူတို့အမြင်မှာကြောက်ကတ်ဆိုတာအနောက်တိုင်းဆေးပညာလိုမျိုးသွေးစစ်ထုတ်တဲ့အင်္ဂါတစ်ခုထပ်ပိုတယ်ပေါ့အများကြီးပိုပါတယ်သူတို့မြင်မှာကြောက်ကတ်ကကျွန်တော်တို့ရဲ့မွေးရပါဖွေးစည်းပုံမျိုးရိုးဗီဇကတ်လာတဲ့အသက်စွမ်းအင်ဂျင်းကိုတူလောင်ထားတဲ့ဗန်တိုက်ကြီးလိုပါပဲဒီဂျင်းကကျွန်တော်ရဲ့ကြီးထွားဖွံ့ဖြိုးမှုမျိုးပွားနိုင်စွမ်းနဲ့အိုးမင်းချင်းဖြစ်စဉ်တစ်ခုလုံးကိုအဆုံးဖြတ်ပေးတယ်ဒီစွမ်းအင်ကုန်သွားရင်အသက်ကုန်သွားသလိုပဲပေါ့ဒါကြောင့်ကျွန်တော်တို့ခန်းစားရတဲ့အာရင်ကုန်ခန်းမှုဆိုတာဒီအသက်စွမ်းအင်ဗန်တိုက်ထဲကငွေတွေရော့နှဲလာတဲ့သဘောပါပဲဒါဆိုကျွန်တော်တို့ရဲ့တိတ်ဆိတ်တဲ့စိတ်ယုံအားနဲလာတဲ့အခါအဲ့ဒီဗန်တိုက်တဲ့ကငွေတွေထုတ်သုံးလက်နဲ့ကပေါ့အားပြန်ပြေဖို့နီလန်တစ်ခုရှိတယ်လို့ဒီနေ့လေးလာမှုတွေကဆိုပါတယ်အဲ့ဒါတော့ရှိပတီလို့ခေါ်တဲ့တဘာဝရဲ့အံ့ငွေလက်ဆောင်တစ်ခုကြောင့်ပဲဒါဆိုရှိပတီကအဲ့ဒီစိတ်ယုံအတွက်အားဖြည့်စီ premium fuel additive မျိုးလိုမျိုးလားအတိအကျပဲရှိပတီဟာအိုမင်းလာတဲ့ကြောက်ကစွမ်းရင်စိတ်ယုံကိုပြန်လဲနိုးထစေတဲ့ booster တစ်ခုနဲ့တူပါတယ်ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကသူဘလို့လှုပ်လှုပ်တယ်လဲဆိုတဲ့ချက်ပါပဲသူကစိတ်ယုံရဲ့အသေးငယ်ဆုံးအစိတ်ပိုင်းတွေဒီစိမ့်ပြီးလှုပ်တာပါခဏလေးနော်အသေးငယ်ဆုံးအစိတ်ပိုင်းဆိုတာကိုနည်းနည်းရှင်းပြပါဦးကျွန်တော်တို့လိလာထားတဲ့ချက်လက်တွေထဲမှာ mitochondria ဆိုတဲ့စကားလုံးကိုတွေ့တယ်ဒါကနည်းနည်းတော့ဤပညာဆန်တယ်လေရိုးရိုးရှင်းရှင်းပြောရရင်အဲ့ဒါကဘာလဲ